CI ဆိုတာဘာလဲ Certificate of Identity ဖြစ်ပါတယ်။ထိုင်းနိုင်ငံကိုအကြောင်းအမျိုးမျိုးနဲ့ရောက်ရှိလာတဲ့ရွှေ့ပြောင်းအလုပ်သမားတွေအတွက်တရားဝင်နေထိုင်ခွင့်အလုပ်လုပ်ခွင့်ရရှိဖို့အတွက်ပြုလုပ်ပေးတဲ့စာရွက်စာတမ်းဖြစ်ပါတယ်။ Passport မရှိတဲ့သူတက်တန်းကုန်ဆုံးတဲ့သူတွေကိုမြန်မာနိုင်ငံသားဖြစ်ကြောင်းသက်သေပြနိုင်ဖို့ရအတွက်ဘန်ကောက်မှာရှိတဲ့မြန်မာတန်ယုံကထုတ်ပေးတဲ့အသည့်အမှတ်ပြုလက်မှတ်တစ်မျိုးဖြစ်ပါတယ်။ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအတွက်ထုတ်ပေးထားတာမို့အခြားပြင်ပနိုင်ငံတွေတော့သွားလို့မရပါဘူး။နေထိုင်ခွင့်အလုပ်လုပ်ခွင့်ခရီးသွားလာခွင့်တွေရရှိမှာဖြစ်ပါတယ်။ဒါဆိုရင်ဗတ်ရိုက်တယ်ဆိုတာဘာလဲ BRC လို့ခေါ်ပြီး Biometric Registration Card ဖြစ်ပါတယ်။ထိုင်းနိုင်ငံကိုအကြောင်းအမျိုးမျိုးကြောင့်တရားမဝင်ရောက်ရှိလာတဲ့မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမားတွေအတွက်ထိုင်းအစိုးရကထုတ်ပေးတဲ့မှတ်ပုံတင်အမျိုးအစားတစ်ခုဖြစ်ပြီးအလုပ်သမားအထူး ID ကပ်ပါအဓိကအဖြစ်တော့မြန်မာလာအိုကမ္ဘောဒီးယားကအလုပ်သမားတွေကိုပြုလုပ်ပေးတာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာတရားဝင်နေထိုင်ခွင့်အလုပ်လုပ်ခွင့်ရရှိမှာဖြစ်ပြီးတော့စေယုံနဲ့သက်ဆိုင်ရာဌာနတွေမှာ ID အဖြစ်နဲ့သက်သေပြနိုင်မှာဖြစ်ပါတယ်။ဒီနေရာမှာ CI နဲ့ BAT ဘာဌာနလဲဆိုရင်တော့CI ကိုမြန်မာတန်ယုံက passport အနေနဲ့ထုတ်ပေးတာဖြစ်ပြီးဗတ်ရိုက်တာကိုတော့ထိုင်းအစိုးရက ID အနေနဲ့ထုတ်ပေးတဲ့ကပ်ဖြစ်ပါတယ်။အခြားသိလိုတာများရှိလို့ရှိရင် comment မှာရေးပေးခဲ့လို့ရပါတယ်။နောက်ထပ်လည်းထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့ရွှေ့ပြောင်းလူသမားတွေအတွက်သိတဲ့နဲ့ဘုသူတာတွေပြောပြပေးအောင်မှာမို့ follow လုပ်ပြီးစောင့်မျှော်ပေးပါအောင်ရှင်။